အဓိကတော့ကျွန်တော်ပြောချင်တာကတော့အဓိက emotion ပေါ့ကိုယ်စိတ်ကိုထိန်းနိုင်ဖို့ပဲအဓိကလိုအပ်တာပါပဲအဓိကအခုမှ strategy ကောင်းကောင်းတစ်ခုရှိနေဆိုရင်တော့မှကျွန်တော်တို့စိတ်ကိုမထိန်းနိုင်ဘူးဆိုရင်လက်ကားပဲဖြစ်သွားမှာတင်ဆရာမြင်ဆရာလိုပြောရမှာပေါ့ကျွန်တော်ဆရာမျိုးသိန်းဆိုင် YouTube channel တွေကျွန်တော်အကုန်ကြည့်တာ trading မှာဆိုကျွန်တော် chat လေးမှာကျွန်တော် note လေးရေးထားတာဘယ်ချိန်ဆိုဘယ်လိုဖြစ်မှဝင်မှာပါညာဒီ circle ကြီးထဲမှာပဲကျွန်တော်လဲနေဆိုတာကျွန်တော် strategy ရှာတယ်ဒီဟာကိုပဲပြန်လေ့ကျင့်နေဒါပေမဲ့မင်္ဂလာပါဗျာ Burmese Funded Trader နဲ့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူရှိနေတာတော့ဒါ BFT နဲ့ဖေးရောက်ရရှိထားတဲ့ကိုလိုင်းမျိုးသက်ခုလောလောဆယ် interview ပို့တာရှိနေပါတယ်ဒါအခုကတော့ပေးအောင်အမောက်ကိုအဓိကပြောချင်တာမဟုတ်ပါဘူးဒါဒီပေးအောင်ရရှိလာတဲ့ process challenge account တွေကိုဘယ်လိုမျိုး approach လုပ်ခဲ့လဲ rules တွေကိုဘယ်လိုမျိုးလိုက်နာခဲ့လဲ risk တွေကိုဘယ်လိုမျိုး manage လုပ်ခဲ့တယ်လဲခုကြည့်နေတဲ့ trader တွေရောဒီကိုလိုင်းမျိုးသက်ရှိကနေသင်လို့ရမယ့် experience လေးကိုလည်းပြောချင်တာဖြစ်ပါတယ်ကဲကိုလိုင်းမျိုးသက်ပေးအောင်ရရှိခဲ့မင်္ဂလာပါ congratulation ပါမင်္ဂလာပါကျေးဇူးပါဟုတ်ကဲ့အဲ့တော့ကိုယ်ရဲ့ကျွန်တော်တို့စလိုက်ကြရအောင်ညာဒါဟုတ်ကိုယ့်ရဲ့မှာအကြောင်းလေးနဲ့နည်းနည်းလောက်မိတ်ဆက်ပေးပါလားကျွန်တော်ကပေါ့ဒီ trade ကိုစောင့်နေတာကျွန်တော်10တန်းပြီးကာလပေါ့ဖြစ်မယ်2021 8လပိုင်းလောက်ကကျွန်တော်စပြီးတော့လုပ်ခဲ့ကျွန်တော်ဆက်စားချင်းတည်ချင်းကတော့trade လို့သိတယ်မို့ကျွန်တော်ကာလတွေကမှဆိုNFT miner တွေcrypto ဘိုင်းတွေတော်တော်ခက်စားရတဲ့ကာလအမှကျွန်တော် crypto ဘိုင်းတွေပါတယ်တွားပြီးတော့လုံးမယ်ဆိုတော့ဒီကနေမှကျွန်တော်ကနေဘက်ကဆိုတော့ဒီ monthly back ကိုတက်လာပြီးတော့မှဒီတိုင်းပေါ့ကျွန်တော်ကြောင်းကိစ္စတစ်ဖက်နဲ့ရောတက်လာပြီးတော့မှဒီမှာလာပြီးတော့တင်ရင်းနဲ့ပေါ့ဒီတိုင်းဒီတွေကို forex တွေတော့အဲ့တုန်းကကုမ္ပဏီတွေရှိမယ်နည်းနည်းပေါ့မျိုးနည်းနည်းဂျင်းတဲ့အားပါတယ်ရှိတာပေါ့ကုမ္ပဏီတွေရှိတယ်အဲ့ဒါတွေကနေမှကျွန်တော်ဝင်တော့စပြီးတော့ဒီ forex တွေကိုကျွန်တော်ရောက်လာတာပေါ့ရောက်လာပြီးတော့မှဒီတိုင်းလုံနေဂျားထဲမှာတော့အကြောင်းကိစ္စနဲ့ပါတယ်ဆိုတစ်နှစ်လောက်တော့နည်းနည်းလေးနားလိုက်တယ်နားရတော့ခုမှတခြားပြန်လုပ်ဖြစ်တာပေါ့တခြားပြန်လုပ်ဖြစ်တာဆိုရင်တော့မရှိဘူးဆိုတော့4နှစ်လောက်တော့တွားချီသွားပြီစလုပ်ကြလားမတစ်နှစ်လောက်နားရတော့မှဟုတ်တယ်ဟုတ်ကဲ့အဲ့တော့2022လောက်ကစရရပေါ့ဒါတော့ကဒီဟုတ်တယ်2022လောက်ကပဲစရတာဟုတ်ကဲ့အခုတော့ဒါနေရဆိုတော့ဒါလောလောဆယ်ကဘယ်ကနေပြောနေရလဲဗျဘယ်ကနေ trade လောလောဆယ်အခုကကျွန်တော်မန်လေးမှာပဲနေတော့ trade နေရတယ်ဟောမန်လေးမှာပဲဟုတ်ကဲ့ဟုတ်အဲ့တော့ဒီ trading ကိုခုလောလောဆယ်လောကတွေဝင်လာတော့ဟုတ်တယ်ဗျာဒါဘာကြောင့်မလို့စလုပ်ဖြစ်ခဲ့ရလဲပေါ့ဒါဘလို့အကြောင်းမလို့တကယ်ပဲအာယုံတွေအကုန်လုံးအခြေအနေအကုန်လုံးပေးဖို့အဆုံးဖြတ်ချက်ချခဲ့တာအားကြောင့်လဲဆိုတော့အဓိကကျွန်တော်ကပုံမှန်ဆိုလဲကျွန်တော်ရဲ့ background ကတခြား career ကျွန်တော် engineering background ကနေလာတာအဲ့ဒါတော့ဒီအများနဲ့ကျွန်တော်ပုံဆွဲရတယ်ပါကျွန်တော်လုံးနေရတဲ့အတွက်ကျွန်တော်ဒီဟာနဲ့ပဲ laptop နဲ့ပဲအလုပ်လုပ်ရတယ်ပါကျွန်တော်အဆင်ပြေတယ်ကျွန်တော်လည်းဒီ career လေးကိုပဲထပ်ပြီးတော့ဝင်လာရတာပေါ့အဲ့မျိုးပဲဖြစ်သွားတာသူကဟုတ် engineering background နဲ့ဆိုတော့လေသင်ချာတွေပါတယ် math တွေပါတယ်မပြောကြမလို့အကုန်လုံးတတ်တယ်နည်းနည်းမပါဘူးအရင်ကမှမဖြစ်ပါဘူးအများကြီးလည်းမလိုပါဘူး basic ပဲလို့လိုပါမယ်ရင် in depth သွားကြမှာလို့ quantitative trading ဆိုတော့ရှိပါတယ်အဲ့ဒါတွေကတော့ပို့ပြီးတော့လည်း model တွေပါတယ်ဖြစ်တဲ့ complex ဖြစ်တဲ့ model တွေပို့သုံးရတာပေါ့ overall ကတော့ဟုတ်ပါတယ်ဟုတ်ဒီ overall တော့ဒီတိုင်းတခြားစီးကန်းနဲ့လုံနိုင်တော့အဆင်ပြေပါတယ်ဟုတ်တယ်ကြတော့ကျွန်တော်တို့ဒီ BFT ကိုဘယ်လိုမျိုးစတည်ခဲ့ရလဲဗျ BFT ကစတာချင်းတွေ့ရတော့ Facebook AD ကနေစတွေ့တာဒါမြန်မာနိုင်ငံမှာလုပ်နေတဲ့ fan ပဲတဲဆန့်ကြည့်မယ်ပေါ့ပြီးတော့တငယ်တယောက်ကလည်း live တော့ပြတာဒါ brother try ကြည့်ပါလားပေါ့ကျွန်တော်လည်းနဲ့စရောဝယ်ပြီးတော့ဒီတိုင်း 5k လောက်ပဲစိုင်းတော့ try ကြည့်မယ်ပေါ့မြန်မာပြည်ကဆိုတော့အစင်တော့ပြီးမှာပါဆိုတော့ကျွန်တော်လည်းစပြီးတော့လုံနေပဲအဲ့ဒီလိုပဲဖြစ်သွားတာပဲဗျကဲအခုရောဒါဘယ် challenge model နဲ့ account နဲ့ trade ခဲ့ရလဲဗျကျွန်တော်5k monthly time နဲ့ပဲကျွန်တော် trade လိုက်တာဒါ 5k ဆိုတော့ဒါအနည်းဆုံး account ဒါပေမဲ့လည်းဒီ payout ကလည်းရထားတယ်အဲ့တော့ဒီ account ကိုဘယ်လိုမျိုး approach နဲ့ဘယ်လိုမျိုး mindset နဲ့ဒါစပြီး trade ခဲ့ရလဲဗျပြောကြည့်ကျွန်တော်ပြောရမယ်ဆိုရင်ရင်ကတော့ကျွန်တော် fan တွေလည်းကျွန်တော်ရင်ကလည်း trade ဖူးတယ်payout တွေလည်းရဦးတယ်ဒါပေမဲ့အခုဒီမှာကျတော့နောက်ပိုင်းအခုဒီ account တွေဝယ်တော့ trade တဲ့ချိန်ကျတော့ကျွန်တော်ပုံမှန်လိုဖြစ်သွားဒီတိုင်းလေးပုံမှန်လိုလေးပဲ trade လို့ဖြစ်သွားအရင်တော့ဆိုရင်တော့အရင်ဆက်တာချင်းလုံးလုံးကတော့အရင် excited ဖြစ်တယ်ကျွန်တော်ပထမဆုံးဒီ fan ကိုစရတော့ထိတွေ့တာဆိုရင်ကျွန်တော်တို့the fan trader ဖြစ်မယ်တင်တယ်ခုတော့ scan သွားပြီthe fan trader မှာကျွန်တော်ပထမဆုံးဖြည့်တဲ့အချိန်မှာဖြည့်ချင်းမှာပဲကျွန်တော် scan ခံလိုက်ရတော့တင်မလားအကောင့်ရတွတ်လို့တလန်တဝက်ပြက်ကြီးဖြစ်သွားတာအဲ့နဲ့ခုတော့ဒီ
မှာနောက်ပိုင်းကျတော့ funny pit မှာကျွန်တော်ဆက်ဖြည့်တယ် finance မှာဖြည့်တယ်အဲ့နှစ်ခုလုံးလည်းကျွန်တော် funded ဖြစ်သွားတယ်ပြီးကြတော့ခုဒီမှာ BFT မှာလည်း set ရတယ်ဘာဖြစ်တော့ခုနောက်ပိုင်းဖြည့်တဲ့ဟာတွေကတော့ဒီတိုင်းလုပ်ရတော့ဒီပုံမှန် process လိုပဲဖြစ်သွားတာပုံမှန်ကိုစီကန်းလေးနဲ့ကိုပဲဖြစ်သွားတော့အဲ့မျိုးဖြစ်သွားတာကောင်းတယ်ဗျာဟုတ်တယ်နော်ဒီ problem လောကကတော့အဲ့လို scam လာတယ်မဟုတ်ပါဘူးသူတို့ဒါမထိန်နိုင်ဖြစ်ပြီးတော့လေပိတ်လိုက်ရတဲ့ဒီ problem တွေလည်းရှိတယ်သူတိုင်ပြောက်သွားပေါ့ဒီတိုင်းလုံးနေနေပဲသူလိုဆို effort ဖြစ်ဆက်တာချင်းမှာဖြစ်တော့နေကြောင်ပြောက်တာပေါ့ဟုတ်တယ်နေဆက်တာချင်းဟိုဖြစ်တဲ့ချိန်မှာတော့ကိုကခုမှဒီလောကတွေကိုဒီ fan လောကတွေကိုဝင်လာတဲ့အချိန်မှာသူကကောက်ရဒီလိုဖြစ်သွားတာကိုကဆက်ပြီးရမှာနောက်တစ်ခြားအရာရောဒီလိုဖြစ်နေမှာလားဆိုတဲ့အတွေးကတော့အများကြီးပဲအမြင်ဖြစ်သွားမှာဟုတ်တယ်ခဲခက်တာပေါ့ဒါကျွန်တော်လည်းနားလဲပဲအဲ့ဒါမှခုလောလောဆယ်ဒါ profile တွေလည်းအများကြီးဒါ train နေတာပေါ့ဟုတ်လားဟုတ်တယ်ကျွန်တော်ခုကတော့ funny pin နဲ့ဒီ BFT နဲ့နှစ်ခုပေါ့ကျွန်တော် train နေရကောင်းတယ်ဒါအဲ့လိုမျိုး diversify ဖြစ်တာ trader တွေအတွက်တော်လေဒါတင်ယူတင်နေရပေါ့တခုတည်းပေါ်မ trade ပဲနေလေဒါဘယ်မှပြောလို့မရဘူးပဲ profile ဆိုပုံပိတ်သွားနိုင်တယ်မှန်တိုင်းပြောမယ်ဆိုရင်လေဟုတ်တယ်ဗျမှန်တယ်ဟုတ်တယ်ဗျအဲ့တော့ဒီအခုပြောနေခုနပဲဒီ goal line မျိုးတက်ပေါ့နော်process ဒီ trading process ကတော့လွယ်လာပြီအဲ့လောက်ကြီးဒီစိတ်လုံးမရှာတော့အဲ့တော့ဒီခုလောလောဆယ် trade နဲ့ strategy approach ကိုရိုးရိုးရှင်းလေးပဲရှင်းပြပါကျွန်တော်ခုလောလောဆယ် train နေဆိုကျွန်တော်ကအမှန်တမ်းပြောရင်ကျွန်တော် food အမြဲတမ်း food တိုင်းလည်းကျွန်တော်မထိုင်နိုင်ဘူးဟိုမှာမလို့တော့ကျွန်တော်ကတခြားဒီနေကင်းပိုင်းဆိုတခြားလုပ်ငန်းတွေကိုကျွန်တော်လုပ်ရသေးတယ်အတွက်ကျွန်တော်ညာကင်းပိုင်းလောက်ပဲဟိုဖြစ်မယ်ဆိုတော့ကျွန်တော်အရင်ကတော့ဟိုဖြစ်တယ် strategy တစ်ခုပြီးတစ်ခုလိုက်ရှာတယ်လိုက်ပြီးလေးလာတယ်ဒါပေမဲ့သိတာကျွန်တော် strategy တစ်ခုသိခဲ့တယ်ဆိုရင်တော့မှကျွန်တော်ရဲ့ emotion တွေထိန်းနိုင်မှာကျွန်တော်ရဲ့ mindset တွေကိုပြောင်းလဲနိုင်မှာပဲကျွန်တော်တို့ဒီမှာ profitable ဖြစ်ဖို့ရက်တည်နိုင်မှာအဲ့တော့ကျွန်တော်နောက်ပိုင်းကျကျွန်တော်အခုဆိုရင်ကျွန်တော်ညာပိုင်းအဲ့ New York session မှာပဲကျွန်တော်ပဲတစ်ခုတွေကိုပဲ strategy တစ်ခုတွေကိုပဲဒါအောင်ပဲထက်ကအမြဲတမ်းဒီနေ့တိုင်းဒီ process ကြီးကိုပဲကျွန်တော်နေ့တိုင်းပဲလုပ်ရတာအမျိုးလုပ်တဲ့အတွက်ပဲတစ်ခုတွေကိုပဲသုံးပြီးတော့လုပ်တယ်ပြီးကြတော့ကျွန်တော် ICT ကိုသုံးပြီးတော့ပဲ trade တော့ကျွန်တော်ဒီညာကင်းပိုင်းလောက်ပဲကျွန်တော်အလုပ်လုပ်တော့တာခုကတော့New York session ဖွင့်တဲ့ချိန်လောက်ပဲကျွန်တော်အလုပ်လုပ်တော့တာကျွန်တော်ကတော့ပြီးတော့ပြောမယ်ဆိုရင်ဒီဟာတွေပဲအမြဲတမ်းထက်နဲ့လုပ်နေကြတယ်အဓိကတော့ကျွန်တော်ပြောချင်တာကတော့အဓိက emotion ပေါ့ကိုယ်စိတ်ကိုထိန်းနိုင်ဖို့ပဲအဓိကလိုအပ်တာပါပဲအဓိကအခုမှ strategy ကောင်းတစ်ခုရှိနေဆိုရင်တော့မှကျွန်တော်တို့စိတ်ကိုမထိန်းနိုင်ဘူးဆိုရင်လက်ကားပဲဖြစ်သွားမှာဒီကားဆိုကျွန်တော်အခုဒီ BFT မှာထွက်ကြဆိုကျွန်တော်အမှားတွေလည်းရှိခဲ့တယ်ဒါလူဆိုတာအများနဲ့ perfect ဖြစ်နေတာမဟုတ်ဘူးကျွန်တော်အမှားတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့ဒီအမှားတွေကိုပဲကျွန်တော်ပြန်ကြည့်တော့မှပြန်လေးလာရတော့မှဒီနေရာတွေလိုမှားခဲ့တယ်ပေါ့အဲ့လိုလို့တော့ကျွန်တော်ကိုအစီအစဉ်တိုင်းပဲကို trade ရတော့မှာပဲအဲ့လိုပဲကျွန်တော် trade ခဲ့တာပဲ process ကတော့ဟုတ်မှန်တယ်ဒါ trader တယောက်အနေနဲ့ကိုမားကိုတီးပြီးတော့လေပြန်ပြင်နိုင်ဖို့ skill ရတယ်အရင်လိုတယ်ကြာဒါတချို့ရှိကြတယ်ပေါ့နော်ဒီခုမားပြီဆိုရင်ကိုယ့်ဘာကိုပြန်မကြည့်ပဲနဲ့ဒါလူများအကြောင်းမလို့ဒါမှမဟုတ်ရင်ဒီ condition ကြောင့်မလို့ဒါငါ့ကို market ကလိုမျိုးတမင်လောက်တာအဲ့လိုမျိုးပြန်စဉ်းစားနေမယ်စာပြန်ပြီးငါဘာမှားခဲ့လဲငါဘယ်လိုပြင်လို့ရလဲအဲ့လိုမျိုး mindset ရှိနေပြီဒါရန်လို့ကိုပြောတော့လဲဒီဘောကြတယ်နားလဲမယ်ဒီခုနကလည်းပြောတာပါ strategy ကတော့ဒါလိုတာပေါ့ကိုပါကို data လေးရအောင်စုပြီးတော့ဒါလိုလဲစုခဲ့မယ်လို့ထင်ပါတယ်ခုနကလည်းပြောတာပါ strategy ကတော့ဒါလိုတာပေါ့ကိုပါကို data လေးရအောင်စုပြီးတော့ဒါလိုလဲစုခဲ့မယ်လို့ထင်ပါတယ်ဒီမှာအဲ့ဒါကျွန်တော်စုခဲ့တယ်အများကြီးပဲကျွန်တော် strategy ဘိုင်းတွေကိုကျွန်တော်ချိန်ကုန်ရဆိုအနည်းဆုံးကျွန်တော်2နှစ်လောက်ချိန်ပေးခဲ့ရတယ်ကျွန်တော်ဒီကြားထဲမှာဒီ circle ကြီးထဲမှာပဲကျွန်တော်လဲနေဆိုတာကျွန်တော် strategy ရှာတယ်ဒီဟာကိုပဲပြန်ပြီးတော့ပြန်လေ့ကျင့်တယ်ဒါပေမဲ့အဲ့ဒီမှာအဲ့ကကျွန်တော်သိလာတာအဲ့ကိုယ့်ရဲ့စိတ်ကမထိန်ချုံနိုင်တော့ strategy ကလည်းမှန်တယ်ဒါပေမဲ့ forward testing တွေလုပ်တဲ့ချိန်မှာကျတော့ဘယ်နေရာတွေမှားနေမှမသိဘူး profit ကမပြတော့အမှကိုယ်စဉ်းစားမိတာငါစီးကန်းနေရောဒီ trading လုပ်နေတဲ့အချိန်မှာငါစီးကန်းနေရောကြိုက်လားငါလုပ်နေတဲ့ဟာတွေမှန်လားဆိုတော့ပြန်ဆက်မိတဲ့အချိန်မှာကိုက strategy manager ဆိုမဲ့လေကိုကစီးကန်းနဲ့မလိုက်နိုင်ဘူးမလားဒီလောက်သူ့ရဲ့ information ကပြီးတဲ့အချိန်မှာမဝင်မနဲ့ဒီက information ပြီးတော့မှာပဲငါဒီချိန်လောက်ကျိုးဝင်လာရင်ငါ profit ကပိုရသွားမှာပဲဆိုတော့စိတ်ကြီးကဝင်လာချိန်မှာကျွန်တော်အများကြီးပဲမှားတယ်အဲ့ချိန်မှာကျွန်တော်သိခဲ့တာကျတော့အဲ့ဒီ system တစ်ခုကိုကောင်းကောင်းလေ့လာအဲ့ system ကနေကောင်းသွားပြီဆိုရင်အဓိကကိုယ့်ရဲ့စိတ်ကိုပြင်ဆင်ရမယ်ဆိုတဲ့ဟာကြီးကကျွန်တော်ခေါင်းထဲမှာဆွဲသွားတာအမြဲတမ်းအဲ့ဒီပဲကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော် profit တွေကလည်းအဲ့လောက်ကြီးမကြည့်တော့ဘူးကျွန်တော် trade set တွေ့ရတယ်ဒါကျွန်တော်ရဲ့ system နဲ့လုံးဝကိုက်တယ် 100% လုံးဝကိုက်သွားပြီဆိုမှကျွန်တော်ဝင်တယ်အဲ့ဒါပြီးတော့မှဒါကျွန်တော် system နဲ့ကျွန်တော်ဝင်ထားတာကျွန်တော်ဒါရှုံးနိုင်တယ်မြက်နိုင်တယ်အမြဲတမ်း 100% ဆိုတာရှိနေတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဒီကျွန်တော် system နဲ့ကိုက်လို့ဝင်လိုက်ပြီဆိုရင်ဒါကျွန်တော် system နဲ့ဝင်တာဒီတိုင်းပဲပြစ်ထားလိုက်တော့တာကျွန်တော်အဲ့ဒါအနိုင်ပဲပေါ့ system ကို follow
ကဲ့ဒီအခု challenge အကြောင်းတွေပြောနေနေဒါဒီလိုမျိုးအခြေအနေရောက်ဖို့ပါလေခက်ခဲဆုံးအပိုင်းရပါလေဗျကျွန်တော်တော့ပြောတာပါဒီ emotion လို့တော့ပြောတာဒါပေမဲ့ဒီထောက်ပြရမယ်ဆိုရင်ကြော်ဖြတ်ဖို့ကခက်ခဲပိုင်းကတော့ကိုကိုယုံမိတယ်ဆိုဘယ်လိုယုံမိလဲဆိုရင်ဒီအကုန်လုံးကိုလည်းကိုကျွမ်းကျင်မဖြစ်နိုင်ပဲနဲ့ငါ train နိုင်ပြီငါ profit ရနိုင်ပြီဆိုတော့ယုံတယ်အဲ့ဒီကိစ္စကိုယ့်ရဲ့စိတ်ကြီးရဲ့တင်းခံနေတော့ကျွန်တော်ကြော်ဖြတ်တာတော်တော်ခက်တယ်တော်တော်ခက်တယ်ဆိုတာဘယ်လိုပြောမလဲငါဒီဟာမှာငါ profit ရနေပြီငါဒီမှာတော့ trade လိုက်ရင်ငါအမြတ်တွေအများကြီးရတော့မှာပဲငါ profit တွေအများကြီးရတော့မှာငါချမ်းသာတော့မှာပဲအဲ့ဒီစိတ်တွေကငါရနေပြီဆိုတော့ကိုက win trade လိုက်ပြန်ရောဝင်လုံးလိုက်တဲ့ချိန်မှာကျွန်တော် account တွေတစ်ကောင်ပြီးတစ်ကောင်ပြုတ်တယ်ကျွန်တော်တခြားဒီတိုင်း live account တွေပတ်စံတွေဖြည့်တဲ့အချိန်မှာလည်းတစ်ကောင်ပြီးတစ်ကောင်ပြုတ်တယ်အဲ့ချိန်မှာကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော် mindset တစ်ခုလုံးကိုကျွန်တော်လုံးဝပြောင်းလဲဖို့ကိုကျွန်တော်6လကျော်9လလောက်အချိန်ပေးခဲ့ရတယ်အဲ့လိုအဓိကတော့ကျွန်တော်ပတ်သက်တာဆိုလို့ကျွန်တော်ကိုယ်ပိုင်လေးလာမှုကတော့အဲ့ system တွေပတ်သက်ပြီးတော့တစ်ခုကျွန်တော်လေးလာမှုရတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းမှာတအားလဲသွားတာပြင်ဆင်မိတာတော့ကျွန်တော် emotion ပိုင်းလို့ပဲအဓိကပြောမှာပဲဟုတ်ကဲ့ emotion အနေနဲ့ရောဒါဘယ်ကနေတင်ယူခဲ့ရလဲပြော YouTube လို့လူတရားရောက်ရှိလာဒါမှမဟုတ်ဘယ်လိုမျိုးတီးခဲ့ရလဲငါ emotion ကိုဒါစပြီးတော့ပြင်သစ်မိဆိုပြီးတော့ဒါဘယ်ကနေကျွန်တော်အဲ့ဒီဟာအစတရားကျွန်တော်ရဲ့တင်ဆရာမြင်ဆရာလို့ပြောရမှာပေါ့ကျွန်တော်ဆရာမျိုးအိမ်ဆန် YouTube channel တွေကိုကျွန်တော်အကုန်ကြည့်တာသူအသစ်တင်တိုင်းကျွန်တော်အကုန်ကြည့်ပြီးကျွန်တော်သူလိုက်လာမဲ့ချက်လေးတော့ကျွန်တော် note လေးတွေရေးပြီးတော့မှတ်တယ်စာအုပ်ထဲမှာဘယ်နေရာရေးဘယ်လိုလုပ်ရမလဲဘာသူတို့ဘယ်လိုစိတ်တွေထားရမလဲဆိုတာမျိုး note လေးတွေရေးမှတ်ရမှာအဲ့လေးကိုယ့်တာကိုပြန်ဖတ်လိုက်တခါကျတော့ trade လိုက်အဲ့မျိုးလုံးရင်းနဲ့မှာကျွန်တော် emotion ပိုင်းကကောင်းလေးကိုတိုးတက်လာတာအမှအဲ့ပြီးကျွန်တော် sequence နဲ့ trade ရမယ်ဆိုတာကိုသိလာပြီးတော့ကျွန်တော်နောက်ပိုင်းစသချင်းကိုယ့်ရဲ့စိတ်တွေကိုစတင်ဖို့ဆိုရင်ကျွန်တော် trading မှာကျွန်တော် chat လေးမှာကျွန်တော် note လေးရေးထားတာဘယ်ချိန်ဆိုဘယ်လိုဖြစ်မှဝင်မှာပါညာကိုစိတ်တိုင်းမကြရင်လုံးဝမဝင်နဲ့ဆိုတော့ကျွန်တော်မြင်းနေအောင်ဆိုတော့အမြဲ note လေးရေးထားအဲ့မှာနောက်ပိုင်းကျအဲ့ဒီကိုမြင်မှများတော့ကျတော့လူက consistency ရှိပြီးတော့အကျင့်လိုမျိုးဖြစ်သွားတာအဲ့ကြောင့်နောက်ပိုင်းကျတော့ emotion ကသူ့လိုထိန်းနိုင်သွားတာကျွန်တော်မြက်လေဒါမကဲဘာဖြစ်သူ့တော့ဒါရှင်ကသွားပြီးတော့မြက်သွားကျွန်တော်ရှုံးတယ်ဒါငါလုပ်ခဲ့ရလေဘာဖြစ်တယ်ဒါပေမဲ့ဒီတခုကြောင့်ပဲငါရှုံးသွားတယ်အဲ့ဒီပဲကျွန်တော်တွေးတော့တာတဲ့အမြက်ရှုံးဖို့ကျွန်တော်တိတ်တော့ feeling တိတ်မရှိတော့ဘူးဟုတ်ကဲ့ပါတော့ကောင်းတဲ့ mindset တခုခုနကိုပြောတော့တာဘူးဟို YouTube ကနေကြည့်အခုကြည့်နေလို့လည်းတွေ့မှာဆရာမျိုးအိမ်ဆန်ဟုတ်ကဲ့တော့ဒါ trader တွေအကုန်လုံးလည်းဘူးတူတာရအောင်သွားပြီးကြည့်လို့ရပါတယ်ကိုလုံးအခုက emotion အကြောင်းပြောလာဆိုတော့မဟုတ်ရင်အကုန်လုံးဒီ trading strategy တွေပါတယ်အကြောင်းအကုန်ပြောရတာကျွန်တော် trading system နဲ့ဆိုင်ကျွန်တော်ကအဓိကပြောမယ်ဆိုကျွန်တော်ရဲ့ emotion ကိုကျွန်တော်ပို view site ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော် trading မှာဆိုရင်ဒီ system တွေရနေတော့မှကျွန်တော်တို့အဓိကကိုယ့်ရဲ့ emotion ကိုမထိန်းနိုင်ရင်ဒါလေးငါလေးမြတ်တော့မှာပါလားငါရှုံးတော့မှာပါလားဆိုတဲ့စိတ်ကြီးနဲ့ဝင်နေကျွန်တော်ရဲ့ system တွေတစ်ခုလုံးကလုံးဝပြောင်းဆန်သွားတာလုံးဝ control လုပ်လို့မရတော့ဘူးအဓိကကျွန်တော်တို့မှာ system ကောင်းရှိနေမှာကျွန်တော်တို့စိတ်ကိုထိန်းချုပ်နိုင်မှာပဲကျွန်တော်တို့ control လုပ်လို့ရမှာဆိုတော့ကျွန်တော်အဓိကတော့ trading system ရောပြောချင်တယ်ဆိုရင်လည်းကျွန်တော်အဓိက emotion ဘိုင်းကိုပဲအဓိကပို့အာရုံပို့ထားမိပါတယ်ကျွန်တော်မှာ system ကတော့ကိုယ့်ကိုပြည့်စုံနေပြီလို့လည်းနည်းနည်းတော့ခံလာဒါပေမဲ့ကျွန်တော် set up တော့တင်နေသေးပါပဲဒါပေမဲ့လည်းကျွန်တော် emotion ဘိုင်းကိုပဲအဓိကပို့ပြီးတော့ထိန်းပြတယ်ဟုတ်ပါတယ် emotion ကပို့ပြီးရေးကြည့်ပါတယ်ဒီ system ကတော့ဒါ market ပြောင်းလာရင်နည်းနည်းပါပဲလို့ဟုတ်တယ် market ပြောင်းလာတော့အဲ့ကိုယ့်စာကို system ကတော့ပုံမှန်ဆိုကျွန်တော်တစ်လတစ်ခါလောက်တော့bus test လုပ်ပြီးတော့ system ကိုဘယ်နေရာမှာ upgrade လုပ်လဲဗာလဲဆိုတော့ကျွန်တော်လည်းပြန်ကြည့်တယ်ဟုတ်ကဲ့အဲ့တော့ဒီ strategy အကြောင်းလည်းပြောပြီးပြီ challenge model အကြောင်းလည်းပြောပြီးပြီအဲ့တော့ဒီ payout process အကြောင်းနည်းနည်းပြောကြည့်အောင်ဗျာဒီအခုလောလောဆယ် BFT နဲ့ဒါပထမဆုံး payout request ထုတ်သွားတယ်ဒါအခုအတွက် process ကဘယ်လိုမျိုးလဲဆိုတော့ပြောပြပေးပါလားဟုတ်တယ်လားpayout ရဖို့တော့တော်တော်လေးအဆင်ပြေတဲ့အထက်မှာပါတယ် BFT ရဲ့ကျွန်တော်တခြား profile တွေမှာလည်း trade ပြီးကျွန်တော်ဘာဖြစ်ပဲဆိုpayout ထုတ်ရဖို့အကြာကြီးပဲ e-lane နေအောင်စောင့်တာဒီမှာဒီ first payout ရဲ့ process ကနည်းနည်းကြာတယ်ဆိုပေမဲ့လည်းကိုကpayout ရတော့မှာပဲဆိုတော့ back နဲ့တက်တော့တဲ့အချိန်မှာသူတို့အချိန်တိုင်းတာတခုwalkie hour ပေးရတယ်ကျွန်တော်စီတန်ရလာအဲ့တော့ကျွန်တော်တော်တော်အဆင်ပြေတော်တော်သဘောကျတဲ့အချက်ပေါ့ဒီ BFT မှာ trade ရတော့ဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုအများဆုံးဖြစ်အောင်လို့စူးစမ်းပေးရပါမယ်နောက်ကြမှာလည်းလို့လေးမြန်လေးပါဖြစ်လို့လေဟုတ်ကဲ့ကျေးဇူးပါဒီ BFT နဲ့ဒလောဆယ်ကောင်းတဲ့ feedback လေးတော့ပြောပြီးပြီဒါ overall အနေနဲ့ရောဘာအကြံဉာဏ်လေးတွေပေးခြင်းလဲဗျဒီ payout တယ်မဟုတ်ဘူး long trader overall ဆိုနေဆိုရင်တော့အဓိကbeginner တွေကိုပြောနေတာကတော့
system တခုကိုရှာပြီးရတယ်ကျွန်တော်အမြဲတမ်းထပ်ခါပြောနေသလိုကျွန်တော်ရဲ့ emotion ကိုကျွန်တော်ရအောင်ထိန်းမှာဒါ emotion ကိုနိုင်သွားမှကျွန်တော်တို့ဒီ system တစ်ခုလုံးရောဒီမှာ win rate တစ်ခုဆိုတာရလာမှာပါကျွန်တော်အဲ့လိုပဲပြောနေမှာကျွန်တော်အဓိကတော့ကျွန်တော်အမြဲတမ်းtrading နဲ့ပတ်သက်လို့ကျွန်တော်တရားရောက်နေပဲစကားပြောပြတာပဲဖြစ်ပါဖြစ်ကျွန်တော် system တွေအကြောင်းတွေဒီဘယ်လို trader တွေဘယ်လို entry ဝင်တာတွေအကြောင်းလို့ကျွန်တော်တိတ်မပြောပြကျွန်တော်တို့ရဲ့အဓိက emotion ထိန်းချုပ်ဖို့လို့ဘယ်လိုထိန်းချုပ်ခဲ့တယ်ဆိုတာအကြောင်းကိုပဲကျွန်တော်အများကြီးပဲပြောပြပါတယ်အဲ့လိုကတော့အဓိကအခုဘာဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်တွေကိုပဲအဓိကထိန်းချုပ်လို့လူတယောက်မှာအဲ့ဒီစိတ်ကပဲအရေးကြီးဆုံးပဲကျွန်တော်တို့အဲ့လိုပဲသတ်မှတ်ထားပါပဲဟုတ်ကဲ့အဲ့ဒါမှန်ပါခုနကျွန်တော်မေးတော့တာဒီပေါ့ new trader တွေအတွက်ပေါ့ဒီကျွန်တော်တို့ feedback ပြန်ပြီးပေးခြင်းတဲ့အခြေအနေပြောကောင်းတာပြောပြီးဆို negative flavor လေးရှိလားလို့မေးကြည့်ရကြဒီ BFT ကိုလေပြန်ပြီးတော့ feedback ပေးရမယ်ဆိုခုထိတော့အဲ့လိုကြီးတော့မတွေ့သေးပါဘူးကျွန်တော်လေဒီတိုင်းမှာကျွန်တော်ဒါမဲ့လေအကောင့်ကြီးတော့နည်းနည်းတော့ try ကြည့်အောင်မယ်ပေါ့ဟုတ်ကဲ့အဲ့လိုစဉ်းစားတာပါတယ်ဒီကျွန်တော်တို့ကောင်းတာပေါ့ဒါလောလောဆယ် negative ပြောကြမရှိသေးဘူးဆိုတော့ဒါမဲ့လေဘေးကရှိလာပြီဆိုရင်လည်းချိန်မျိုးလာပြောလို့ရပါတယ်ကျွန်တော်တို့ဘက်က feedback တွေကိုတကယ်consider လုပ်တာပေါ့နော်အကုန်လုံးရတယ်ဟုတ်ကဲ့လို့အဲ့တော့ခုနကလည်းပြောတာပါတယ်ဒါ new trader တွေကို advice ပေးချင်တာကတော့ emotion အတွက်ကိုပဲ focus လုပ်ခိုင်းစေချင်တာဟုတ်လားကိုလည်းမြင်တယ်ဟုတ်တယ်ကျွန်တော်အဲ့ system ရှာပြီးရတယ်ကိုယ့်ရဲ့ emotion ကိုပဲလုံးဝ focus ထားမှာပိုဆင်ပြေမှာပေါ့မှန်ပါတယ်အဲ့တော့အခုရမှာဒီနောက်ထပ် trading goal ရောဘယ်လိုအသစ်တွေရှိလားဒါမှမဟုတ်ဘာတွေဆက်ပြီးတော့လုပ်ချင်သေးလဲအဲ့ဒါလေးကိုမျှဝေပေးကျွန်တော်နောက် trading goal တော့ကျွန်တော်မျိုးဆိုင်ဒီလိုကျွန်တော်ပုံမှန် account လေးပဲဖြည့်သွားတယ်ပုံမှန် profit လေးပဲအဲ့မျိုးလေးပဲကျွန်တော် easy လေးပဲသွားနေတာပေါ့အဲ့မျိုးလေးပဲသွားတာပါကျွန်တော်အကောင်လေးတွေဒီတိုင်းကိုဒီ flow လေးတိုင်းပဲကို process တိုင်းပဲနေတိုင်းဒီဟာလေးကိုထပ်ထပ်လောက်တော့ပဲအဲ့လိုပဲသွားတာပဲရှိရတယ်ကျွန်တော်ဟုတ်ကဲ့ပါဒါလေးရောပဲလူတိုင်းလေးပဲဆက်ပြီး follow လုပ်ဖို့ဟုတ်တယ်အဲ့ဒါလည်းဒါပြောရတာကြားရတာလို့ရတကယ်လည်းထိန်းဖို့ကလည်းခက်တယ်အဲ့လိုဟုတ်တယ်ဗျာတရားကြီးအရင်ကဖြစ်နေပါလေခက်တယ်အဲ့တော့ကျွန်တော်တို့ဒါ BFT community ကို final message လေးပါလေးပေးခြင်းလေဗျနောက်ဆုံးအနေနဲ့ဆုံးတက်လေးအနေနဲ့ပြောရရှိမယ်ဆိုခုက BFT community တခုလုံးကဒီကိုရိုးပါဖြစ်တာပေါ့ဒါမျိုးလေးပဲဆက်ပြီးတော့ဒီ quality ဒီတိုင်းမရှိပေးပါလို့ကျွန်တော်ပြောနေပါတယ်ဒီ quality အရန်ဆင်ပြီးတယ်ခုကျွန်တော်တို့ဒီကမြန်မာနိုင်ငံကလူတွေဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုခက်ခဲတွေအများကြီးရှိတယ်ဒီဟာတွေကိုလုတ်ပေးရတဲ့အတွက်လည်း brother တို့လည်းကျေးဇူးတင်တယ်ဒီလို quality တိုင်းပဲဆက်ရှိနေဖို့လည်းကျွန်တော်မျှော်လင့်ပါတယ် brother အဲ့တော့community ကလူတွေကိုလည်းဒီဟာမျိုးဆန်းပြီး try ကြပါအဆင်ပြေပါတယ်ပေါ့အဲ့ဒါပဲပြောနေပါတယ်ဟုတ်ကဲ့ပါဒါကျွန်တော်တို့လည်းအခုဒီ quality ကိုလည်းထိန်းပြီးပို့ပြီးကောင်းအောင်လည်းစူးစမ်းပေးတော့ပါမယ်ဗျဒါကဲပါ brother ကျေးဇူးတင်ပါတယ်ဒီနေ့လိုမျိုးအချိန်ပေးပြီးတော့ experience လေးပြောပေးခဲ့တဲ့အတွက်လည်းကိုလာမျိုးသက်ကျေးဇူးပါဒါအခုကြည့်နေ trader တွေလည်းအခုပြောတာ interview မှာသင်ခန်းစာတွေရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီဟာနဲ့ပဲကျွန်တော်တို့အဆုံးသတ်လိုက်ပါမယ်ဗျာ